မင်္ဂလာပါကျင်းနှကောင် channel မှာအနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့တစ်ပင်နေထူထပ်တဲ့မိကမ်းနားမှာမြောက်ကလေးတစ်ကောင်နဲ့မိချောင်ကြီးတစ်ကောင်နေထိုင်ကြတယ်ကွယ်သူတို့တွေဟာအရန်ခင်မင်းရင်းနှီးကြတဲ့တငယ်ချင်းတွေပေါ့မြောက်ကလေးကနေ့တိုင်းတစ်ပင်ပေါ်ကတစ်သီးတွေကိုမိချောင်ကြီးနဲ့အတူတူခွဲဝေစားလိရှိတယ်မိချောင်ကြီးကလည်းမြောက်ကလေးကျွေးရဲ့တစ်သီးတွေကိုနှစ်ချိုက်စားတော့ရင်သူတို့ရဲ့တငယ်ချင်းတန်ရောစင်ဟာပိုပြီးခိုင်မာလာခဲ့တယ်။မြောက်ကလေးဟာမိချောင်ကြီးကိုသူ့ရဲ့အရေးနှီးဆုံးတငယ်ချင်းအဖြစ်သတ်မှတ်ထားတာပေါ့။တနေ့မှာတော့မိချောင်ကြီးရဲ့ဇနီးတဲ့ကနေမကောင်းဖြစ်နေရပေါ့။ကျမနေမကောင်းမှုရှင်ဒီတော့မြောက်ရဲ့အသေးနှလုံးကိုစားရရင်တက်တာသွားမှာပဲလို့မိချောင်မကြီးကမိချောင်ထီကိုပြောလိုက်တယ်။တငယ်ချင်းဖြစ်သူကိုတစ္ဆာဖောက်ဖို့မလုပ်သင့်ပေမဲ့ဇနီးတဲ့အတွက်မိချောင်ကြီးဟာစိုးဝါးတဲ့အကြံတစ်ခုကိုကြံစီလိုက်ရပါတော့တယ်။ငါတငယ်ချင်းကိုဖိတ်ခေါ်ပြီးသူ့အသေးနှလုံးကိုယူရမယ်လို့မိချောင်ကြီးကဆုံးဖြတ်လိုက်တယ်။နောက်နေ့မှာတော့မိချောင်ကြီးဟာမြောက်ကလေးစီသွားပြီးတငယ်ချင်းရဲ့မြစ်တစ်ထက်ကမ်းမှာပိုကောင်းတဲ့တစ်သီးတွေအများကြီးရှိတယ်။ငါမင်းကိုအဲ့ဒီနေရာလိုက်ပို့ပေးမယ်လေလို့ယုံအောင်ပြောလိုက်တယ်။မြောက်ကလေးကလည်းသူ့တငယ်ချင်းကိုယုံပြီးမိချောင်ကြီးရဲ့ကြောပေါ်ကိုတက်သွားလိုက်တယ်။မြစ်အလဲရောက်တော့မှမိချောင်ကြီးကတငယ်ချင်းမင်းရဲ့အသေးနှလုံးကိုငါဇနီးကလိုချင်လို့ငါမင်းကိုခိုးလာရတာလို့ဝန်ခံလိုက်တယ်။အဲ့ဒီစကားကိုမြောက်ကလေးကြားလိုက်ရတဲ့အခါလန့်ပြတ်သွားတာပေါ့။မြောက်ကလေးဟာတေဘဲကိုရင်ဆိုင်ရတော့မယ်ဆိုတာသိပေမဲ့ချက်ချင်းပဲညံကိုအသုံးချလိုက်တယ်။အိုးတငယ်ချင်းရမင်းကလည်းစောစာကဖြိုးရော်ပေါ့။ငါနှလုံးသားကိုငါအိမ်သားကတစ်ပင်ပေါ်မှာချိတ်ထောက်ခဲ့တာလေ။ဘသူမှလာလို့မစားနိုင်အောင်လို့လိန်ပြောလိုက်တယ်။မိချောင်ကြီးကလည်းမြောက်ကလေးရဲ့စကားကိုယုံသွားတယ်။ဟုတ်လားဒါဆိုမြ мян ပြန်ယူရအောင်။ငါဇနီးကအဲ့ဒါကိုအခုချက်ချင်းလိုနေတာလို့ပြောပြီးမြစ်ကမ်းနားစီကိုပြန်လှည့်သွားလိုက်တယ်။မြစ်ကမ်းနားရောက်တာနဲ့မြောက်ကလေးဟာမိချောင်ကြီးရဲ့ကြောပေါ်ကနေဖုတ်ခနဲ့တစ်ပင်ပေါ်ကိုအလင်းအမြန်ခုန်တက်ပြေးလိုက်တယ်။တစ်ပင်ပေါ်ကနေမိချောင်ကြီးကိုလှမ်းကြည့်ပြီးငါနှလုံးသားကိုဘသူမှလာမယူနိုင်အောင်ချိတ်ထားတာမင်းတို့လိုလူမိုက်တွေအတွက်မဟုတ်ဘူးကွာလို့လှမ်းអော်လိုက်တာပေါ့မိချောင်ကြီးဟာသူ့ရဲ့မိုက်မေးလိုက်ရက်ကိုနှောင်ထရပြီးရှက်လွန်လူအဝေးကိုထွက်သွားလိုက်ပါတော့တယ်မြောက်ကလေးကတော့သူ့ရဲ့ဉာဏ်ပညာကြောင့်အသက်ချမ်းသာရာရခဲ့တာပေါ့ဒီပုံမြင်လေးကတော့တငယ်ချင်းဆိုတာတစ္ဆာရှိရမယ်ပြီးတော့အခက်အခဲကြုံရင်ဉာဏ်ကိုအမြဲသုံးရမယ်ဆိုတဲ့သင်ခန်းစာကိုပေးခဲ့တာပါပဲကွယ်နောက်တစ်ခါပြန်ဆုံတွေ့ကြမယ်လေဘိုင်ဘိုင်